ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ PV ချမှာဖြစ်ပါတယ်ဟို brother နဲ့ပါ PV ကိုနဲ့ဝင်လာတယ်ကျွန်တော်ချမယ်ဆိုစိုင်းခေါ်တာ fruit ပါ get fruit ပေးကြီးဆောင်းမှာဖြစ်ပါတယ်ကျွန်တော်တို့ဟို get farm ပြောင်းရတယ်အပါလားကျွန်တော်ကော human နဲ့ထိုးတယ်ဒီအောက်ဆုံး skill လွဲသွားတယ်ဗျာပထမ skill တုံးတယ်ဒုတိယ skill ပြန်တုံးတယ်ဟာတည်တယ်ဆွဲတယ်ကျွန်တော်ပြန်ထိုးတယ်ဗျာဟာကိုယ်မှဒုတိယ skill လွဲတယ်အောက်ဆုံး skill လေးလွဲတယ်ဟုတ်တယ်ဗျာကြားတယ်ဗျာအိုးအပလာတော့ရှုံးတော့ခဲ့ပါပြီအပလာမရဘူးတဲ့တုံးဝဲဆော့မယ်ဆိုမှကျွန်တော်ခေါ်တယ်ဗျာကျွန်တော်ကျုံးမနေတဲ့အချိန်မှာကျွန်တော် skill တွေရှယ်လွဲတယ်ဗျာဟာအမနဲ့လွဲပြန်ပြီ software တော့ခွဲပါပြီဗျာအကျွန်တော်ကျွန်တော်မိသွားစကီကိုမမိမယ်ဆိုရင်ကျွန်တော်စကီပြန်ထိသွားတယ်အမ်1နဲ့ like ရိုက်နေဆိုမှကျွန်တော် Angel V4 နဲ့ဆိုရင်သူကတီးသွားတယ်ဗျာအမှကျွန်တော်နိုင်တယ်ကျွန်တော် get food ရပါတယ်ပေါ့ free get food ကျွန်တော်ဟုတ်ကဲ့ပါကျွန်တော်တို့ဟိုစား ready by ကူပြီးပါတယ်အလကားပါ subscribe လုပ်ခဲ့